3 4 5 6 centimeter ကိုမီတာရဲ့ကီလိုမီတာရဲ့ပြောင်းပြရမယ်10မီတာ1ဒကမီတာ10ဒကမီတာ1ဟက်တိုမီတာ10ဟက်တိုမီတာ1ကီလိုမီတာဆိုတော့ဒီ6ကြောင်းကိုသိထားရမယ်နော်ဒီ6ကြောင်းမသိလို့ရှိရင်ဒီခန်းတွက်လို့မရအောင်နော်အဲ့လို့ရှိရင်စင်တီမီတာကနေပြီးတော့မီတာကိုပြောင်းမယ်3 4 5 6 centimeter စင်တီမီတာကငယ်တယ်ဒီမှာကြည့်လိုက်စင်တီမီတာကငယ်တယ်လိုချင်တာကမီတာအဲ့စင်တီမီတာကနေပြီးတော့ဒီမှာဒီစားဒီမှာစင်တီမီတာကငယ်တယ်မီတာကကြီးနေတယ်ဘယ်နှဆစ်ကြီးလဲဆိုလက်ဆစ်ပေါ့နော်ဆက်လီ100ငယ်တာကနေပြီးကြီးတာလို့ကြည့်ရင်စားပေးရမှာဖြစ်ပါတယ်ဒါကိုသိတာရမှာနော်ငယ်တာကနေပြီးတော့ကြီးတာလို့ကြည့်ရင်စားနော်စားဘာနဲ့စားမဆို100နဲ့စားပေးမယ်3 4 5 6ကို100 100နဲ့စားလိုက်တော့စားလိုက်တာနဲ့ဒီစင်တီမီတာဒီဘာပြောင်းတော့လဲဆိုမီတာကိုပြောင်းတော့မှာဖြစ်ပါတယ်ဒါကြောင့်မို့3ရက်နှလုံးနဲ့စားရတဲ့ပြောဆိုတဲ့ဒါသမားဒီနေရာ1ဒီနေ့ဆိုလို့ရှိရင်3 4 5 6မီတာရကီလိုမီတာလိုချင်တယ်ကီလိုမီတာလိုချင်တယ်စင်တီမီတာကနေကီလိုမီတာ direct ပြောင်းလဲရတယ်ဒါမှမဟုတ်မီတာကနေတော့ကီလိုမီတာပြောင်းလဲရတယ်မီတာကနေကီလိုမီတာအရင်ပြောင်းပြမယ်မီတော့ကီလိုမီတာကိုပြောင်းမယ်ဘယ်နှစိလဲဆိုလို့ရှိရင်3စိဖြစ်ပါတယ်3စိဖြစ်ပါတယ်3စိဆိုလို့ရှိရင်3ည3လောက်စိတ်100ဆက်လီ1000 1ကီလိုမီတာမှာဆိုလို့ရှိရင်1000မီတာရှိပါတယ်ဒါကြောင့်မို့သူဒီငယ်တာကနေပြီးကြီးတာကိုလိုချင်တယ်ဖြစ်တဲ့အတွက်ကြောင့်ဒီမှာဆိုလို့ရှိရင်34.56ကိုဘာနဲ့စားလိုက်ဆို1000နဲ့စားလိုက်မှာဖြစ်ပါတယ်စားလိုက်တာနဲ့ဒီမီတာဒီကီလိုမီတာဖြစ်သွားမှာဖြစ်ပါတယ်ဒါကြောင့်စားလိုက်တော့3ည3လုံးနဲ့စားဒသမအနောက်ကို3လုံးဆုပ်ပြရမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်2လုံးပဲရှိတယ်ဆို3လုံးကိုဒသမ3ည3 4 5 6အရှိမ3ညထည့်မှာဖြစ်ပါတယ်အဲလိုရှိရင်သူဒီကီလိုမီတာဖြစ်သွားမှာဖြစ်ပါတယ်ဒါကဒီမီတာကနေပြီးတော့ပြောင်းလိုက်တာပါစင်တီမီတာကနေကီလိုမီတာပြောင်းမယ်နော်ဒီနေရာမှာကကြတော့မီတာကိုဒီနေရာမှာဖြတ်ထားပြီးလို့ရှိရင်မီတာကနေစပြီးတော့ကီလိုမီတာပြောင်းလဲရတယ်စင်တီမီတာကနေ direct ကီလိုမီတာပြောင်းပြမယ်နော်3 4 5 6 centimeter ကနေပြီးတော့ကီလိုမီတာပြောင်းပြမယ်3 4 5 6ဆိုလို့ရှိရင်စင်တီမီတာဒီမှာရှိတဲ့စင်တီမီတာကိုကီလိုမီတာတစ်ခါတည်းပြောင်းလို့ဆိုဘယ်နှစိလဲဆိုလို့ရှိရင်5စိ5စစ်ဆိုလို့ရှိရင်3ည5လုံးနဲ့စားပေးရမှာဖြစ်ပါတယ်1 2 3 4 5 3ည5လုံးစားလိုက်တာနဲ့ဒီစင်တီမီတာဒီဘာဖြစ်သွားလဲဆိုကီလိုမီတာဖြစ်သွားမှာဖြစ်ပါတယ်3ည5လုံးနဲ့စားမယ်ဆိုဒသမအနောက်ကို5လုံးဆုံးမယ်1 2 3 4တလုံးထပ်ထည့်မယ်ဆိုဒသမ3ည3 4 5 6ကီလိုမီတာဒီရှိမှာရပါအောင်ဆို3ညထည့်မှာဖြစ်ပါတယ်ဒီလိုလဲတွဲလို့ရတယ်နော်ဒီလိုလဲတွက်လို့ရပါတယ်เนาะဒီကနေစစ်ဒီကနေပြီးတော့ဒီကိုလာမယ်ဒါမှမဟုတ် direct centimeter ကနေ direct kilometer တွက်လဲရပါတယ်เนาะ